သာသနာတော်နှစ်2563နှစ်ကောဇာတက္ကရာ1382ခုနှစ်တယုံလာပြီကျော်4ရက်2019ခုနှစ်ဇွန်လ21ရက်တောက်ကြနေ့မန္တလေးတိုင်းဒေသကြီးပြည်ဦးလွင်ခရိုင်ပြည်ဦးလွင်မြို့နယ်အောင်ချမ်းသာရွာဓမ္မသာယသာသနာစင်တာကျောင်းတိုက်ဓမ္မရတိမဟာဓမ္မသဘာဓမ္မယုံကျောင်းတော်ကြီးတွင်ဆင်ကျင်းပပြုလုပ်အပ်သည်ဓမ္မပူဇာအထုဓမ္မသဘင်ခန္ဓာ၌ကွယ်လွန်သူဥတ္တန်အောင်နှင့်သားဦးမြသွေးတို့အားရည်စူး၍ရန်ကုန်တိုင်းဒေသကြီးဗိုလ်တထောင်မြို့နယ်52လမ်းအမှတ်4244ထော်မြသိန်းနှင့်သားမြပလတ်စတစ်လုပ်ငန်းနှင့်ငပတိလင်းသာဦးဟိုတယ်မိသားစုတို့ဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောမဟောဒရပညာရှိနှင့်သူဤပညာစွမ်းအားအပိုင်း15တရားဒေသနာတော်မြတ်စာပေမှာမဟောဒရဒုက္ခမိန်လို့လည်းရေးရရှိကြတယ်မဟောဒရပညာရှိလို့လည်းရေးရရှိကြတယ်တကယ်ကတော့မဟောဒရမဟာဩဒရထုကဲလွန်မြတ်တဲ့အစွမ်းထက်တဲ့ဆေးကိုလက်ထက်မှာဆုပ်ပြီးတော့မွေးဖွားလာတာဖြစ်သောကြောင့်အဲ့ဒီသင်္ကေတနဲ့မဟောဒရဆိုတဲ့နာမည်ကိုမိခေါ်တာဖြစ်တယ်တူတယောက်ကိုသူတော်ကောင်းနှကောင်းဆောင်မလို့ဆိုတဲ့အတိုင်းလောကကြီးမှာထူးခြားတဲ့ပုဂ္ဂိုလ်တွေကိုထူးခြားတဲ့အစွမ်းတတ္တိဖြင့်ထူးခြားတဲ့အစွမ်းတတ္တိကိုရရှိစေပြီးလူသားတို့ရဲ့ကောင်းကျိုးချမ်းသာကိုဆောင်ရွက်နိုင်ဖို့ရအတွက်လူတွေနဲ့ဆက်ဆက်နေတဲ့နတ်တွေကကုညီဆောင်မလေးရှိကြတယ်လူတိုင်းကိုတော့ကုညီမှာမဟုတ်ဘူးသို့တော့ထူးခြားတဲ့ပုဂ္ဂိုလ်တွေကိုတော့ကုညီလေးရှိကြတယ်ဒါကြောင့်မဟောဒတလို့ခေါ်တဲ့အမည်ရမဲ့ဘုရားလောင်းလေးမွေးဖွားလာတဲ့အချိန်မှာလူသားတွေကိုအကျိုးပြုဖို့ဆိုတဲ့ရွယ်ချက်နဲ့မွေးဖွားလာလဲမွေးဖွားလာခြင်းတရားမင်းကိုယ်တိုင်သူ့လက်စုပ်ထဲမှာဆေးတောင်လေးလာထည့်ပေးသွားတယ်အဲ့ဒီဆေးတောင်လေးရဲ့အစွမ်းနဲ့ငယ်စဉ်ဘဝမှာယောဂဝိရဏတွေရှိတဲ့ပုဂ္ဂိုလ်တွေအတွက်အကျိုးဖြစ်ထွန်းစေခဲ့တယ်နောက်ပိုင်းမှာတော့အဲ့ဒီဆေးတောင်ရဲ့အစွမ်းတတ္တိဆိုတာပျောက်ကွယ်သွားပြီးတော့သူ့ရဲ့ရင်ထဲမှာရှိတဲ့ပညာစွမ်းအားကပို့ပြီးတော့ထင်ရှားလာထင်ကောင်းတယ်လိမ့်မယ်မောဟဒရာဆိုတော့ဆေးကုစားတဲ့ဆေးစွမ်းကောင်းပိုင်တဲ့ပုဂ္ဂိုလ်လို့ထင်ကောင်းတယ်လိမ့်မယ်တကယ်ကတော့သူပိုင်တာဆေးကောင်းတဲ့ပညာစွမ်းအားကိုပိုင်ဆိုင်တာသာဖြစ်တယ်လောကမှာပညာရှိဆိုတဲ့ပုဂ္ဂိုလ်တူဟာတခြားသူတွေဒုက္ခရောက်အောင်ဘယ်တော့မှလုပ်လို့မရှိဘူးဒုက္ခရောက်အောင်လုပ်တဲ့ပုဂ္ဂိုလ်ကိုလည်းဒုက္ခရောက်အောင်မလုပ်နိုင်အောင်သူများကိုဒုက္ခရောက်အောင်လုပ်မဲ့အချမ်းစီတွေကိုပြက်ပြားသွားအောင်ဆွမ်းဆောင်မှုပေးတယ်တစ်ဖက်သားလည်းပဲဒုက္ခရောက်အောင်လုပ်သူကဒုက္ခရောက်အောင်လုပ်လိုက်သည့်အတွက်ကြောင့်ရရှိခံစားမဲ့ဆင်းရဲဒုက္ခတွေကလွတ်မြောက်အောင်လုပ်တယ်ဆိုလိုတာကဒုက္ခပေးလူသူနဲ့ဒုက္ခရရှိမဲ့သူဒီနှစ်ဦးစလုံးဟာဒုက္ခပေးလူသူကိုလည်းဒုက္ခမပေးနိုင်အောင်ဒုက္ခရမဲ့ပုဂ္ဂိုလ်လည်းမရရအောင်မိမိရဲ့ပညာစွမ်းအားဖြင့်ဒီ
ရှောင်လွဲပြီးနှစ်ဦးနှုတ်ချမ်းသာအောင်ဆောင်ရွက်နိုင်တဲ့ပညာစွမ်းအားဟာဆေးစွမ်းအားတဲ့ပို့ပြီးတော့ထက်မြက်တယ်လို့ပြောတမန်အပြင်ဆေးစွမ်းဆိုတာကျမ်းမာနေတဲ့ပုဂ္ဂိုလ်အတွက်ဘာမှမထူးခြားလောကမှာဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေကိုမရောက်ရအောင်တူတူဒုက္ခမပေးရအောင်ပေးလာမယ်ဆိုရင်လည်းသူဒုက္ခပေးတဲ့အလုပ်မအောင်မြင်အောင်ဒီပိရဲ့ကျွယ်ဝစားဖြင့်ရှောင်တိန်နိုင်တဲ့ပုဂ္ဂိုလ်မျိုးဒီတဲ့ထင်ရှားအောင်ပြောရမယ်ဆိုရင်ကမ္ဘာစစ်ပွဲကြီးတစ်ခုဖြစ်ပေါ်လာမယ်အချိန်မှာအဲ့ဒီစစ်ပွဲကြီးရှောင်လွဲသွားနိုင်အောင်ဆွမ်းဆောင်တဲ့ပုဂ္ဂိုလ်မျိုးတွေကိုပညာရှိလို့ခေါ်မှာဖြစ်တယ်အဲ့ဒါလို့လူတွေဒုက္ခရောက်မဲ့စစ်ပွဲကြီးမျိုးမဖြစ်ရလေအောင်ရှောင်လွဲပေးနိုင်တဲ့ပညာစွမ်းအားမျိုးဘယ်သူမှဒုက္ခမရအောင်လုပ်ခဲ့မြန်မာလူမျိုးတွေမှတ်မိကောင်းမှတ်မိပါလိမ့်မယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အမေရိကန်နိုင်ငံမှာသမ္မတကနေဒီဆိုတာအသက်ရွယ်ရတယ်ငယ်တယ်ထက်မြက်တယ်အသက်ရွယ်ငယ်သည့်အတွက်ကြောင့်မဟုတ်မခံစိတ်ကလည်းပြင်းထန်တယ်လူငယ်တို့ရဲ့သဘာဝပေါ့သမ္မတကနေဒီလက်ထက်မှာရုရှားနိုင်ငံမှာလည်းပဲခရူရှက်ဆိုတဲ့ပါတီခေါင်းဆောင်အုပ်ချုပ်နေတဲ့အချိန်ရုရှားခေါင်းဆောင်ကဒုံးပြန်လက်နက်တွေကိုအမေရိကန်နိုင်ငံသားအနီးကပ်ဖြစ်တဲ့ဂျူးဘားကိုပို့ဆောင်ဂျူးဘားပို့ဆောင်လာတော့ဒီဒုံးပြန်လက်နက်တွေနဲ့အမေရိကန်နိုင်ငံကိုလွယ်တကူပြစ်လွတ်ပြီးဒုက္ခပေးဖို့အခြေအနေဟာပြောမယ်ဆိုရင်မှတ်မိသလောက်မိုင်90လောက်ပဲဝေးတယ်ဖလော်ရီဒါကမ်းခြေအဲ့လိုမှတ်မိတယ်အဲ့လောက်အနီးကပ်ထီအောင်လက်နက်ကကိုယ်ကိုချိန်ထားတဲ့အနေအထားမျိုးရောက်လာတာကိုဘယ်သူကသီးခံပြီးတော့အောင်အေးနိုင်ပါလဲအဲ့လိုအခြေအနေတင်းမာနေတဲ့အချိန်မှာကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီး United Nation လို့ခေါ်တဲ့ကုလသမဂ္ဂလူမျိုးစုံညီညွတ်ရေးစုစည်းထားတဲ့နိုင်ငံမျိုးစုံညီညွတ်ရေးအဖွဲ့ကြီးမှာအဲ့ဒီတော့ကကုလသမဂ္ဂအတွင်းဝင်ချုပ်အတွင်းမှုဆိုတာမြန်မာပြည်သားဥတ္တဆိုတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်သူရဲ့စွမ်းဆောင်မှုနဲ့အကြိမ်ကြိမ်စည်းဝေးပြီးရုရှားနဲ့အမေရိကန်တို့ထိတ်တိုက်တွေ့ပြီးကမ္ဘာစစ်ကြီးဖြစ်မဲ့အနေအထားတစ်ခုရှောင်လွဲအောင်လှုံ့ဆော်ပေးနိုင်ခဲ့တယ်ပေါ့ညီညွတ်အောင်စိတ်ဆက်ပေးနိုင်ခဲ့တယ်နှစ်ဖက်စလုံးကလက်လျှော့သွားရုရှားဘက်ကလက်လျှော့သွားအောင်ဒီလက်နက်တွေမပို့ဖြစ်အောင်ဂျားဝင်ဖြန့်ပြေးစိတ်ဆက်ပေးတယ်လို့ခေါ်တယ်ပေါ့နော်အဲ့တော့ပညာရှိဆိုတာမျိုးဟာအဲ့ဒီလိုလုပ်ရမျိုးလို့ပြောတာနော်ပညာရှိဆိုတဲ့ပုဂ္ဂိုလ်ဟာဟိုဘက်လည်းမနစ်နာစေရဘူးဒီဘက်လည်းမနစ်နာစေရဘူးဒုက္ခရောက်မဲ့ပုဂ္ဂိုလ်တွေလည်းဒုက္ခမရောက်စေအဲ့လိုစွမ်းဆောင်တာမှတကယ်ပညာရှိလို့ခေါ်တယ်အဲ့လိုမဟုတ်ဘဲနဲ့မဟုတ်ဘူးချကွာဆိုတဲ့လူတွေပညာရှိမဟုတ်ဘူးအဲ့ဒါဘယ်သူသေးသေးကိုယ်နိုင်ရဖို့ဆိုပြီးတော့ရည်ရွယ်ပြီးဒုက္ခရောက်မဲ့အနေအထားတွေကိုရှောင်လွှဲခြင်းမလုပ်ဘဲတခဏအနိုင်ရမှုကိုအာယုစိုက်ပြီးတော့စစ်ပွဲကိုဖန်တီးတယ်တိုက်တယ်ခိုက်တယ်လူတွေသိကြတယ်ကြေကြတယ်အဲ့ဒီလိုဟာမျိုးကဒါပညာရှိရဲ့လုပ်ရမဟုတ်ဘူးလို့ဆိုလို့တယ်ပေါ့ပညာရှိပုဂ္ဂိုလ်မျိုးကတော့အဲ့ဒီလိုဒုက္ခရောက်မလုပ်ဘူးမဟောဒရာဆိုလို့ရှိရင်ဝိရိယနိုင်ငံကြီးကိုမိရိလာမြို့ကြီးကိုကေဝပုံနာနဲ့
ကေဝပုံနာရဲ့အကြံဉာဏ်နေနဲ့သုလနီပြမရမင်းကြီးကအခောပဏီစစ်တပ်ကြီးနဲ့လာဝိုင်းပြီးတော့ဝိရိယတန်ခါကြီးကိုစစ်တိုက်ဖို့ကြိုးစားခဲ့တာမောဒရာကသူရဲ့ပညာစွမ်းအားနဲ့အဲဒီစစ်တပ်ကြီးဟာသူ့အရေးသူလန့်ပြီးပြိုကွဲသွားအောင်လှုပ်ဆောင်ပေးနိုင်ခဲ့တယ်ဘယ်သူမှသွေးတစ်ဆက်မထွက်ဘူးသို့တော့တိုက်ပြည်ကိုဝန်ရနေတဲ့စစ်တပ်ကြီးတစ်ခုကိုတွန်းလှန်ပစ်လိုက်နိုင်ခဲ့တယ်ပေါ့တိုက်ပြီးတော့တွန်းလှန်တာမဟုတ်ဘူးမတိုက်ဖဲနဲ့ဒီပရိယေနဲ့သုံးပြီးတော့တွန်းလှန်နိုင်ခဲ့တာအဲ့ဒါမျိုးပညာရှိလို့ရတော့ခေါ်တယ်အဲ့လိုမဟုတ်ဘဲနဲ့လက်နဲ့အားကိုနဲ့ဘသူသေးသေးဆိုပြီးတော့သွေးချောင်းစီတိုက်ပွဲတွေကိုလုပ်မယ်ဆိုလို့ရှိရင်တော့ဒါသူတော်ကောင်းပညာရှိဆိုတာမဟုတ်ဘူးနော်အဲ့တော့ပညာရှိလို့ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေဟာလူလောကမှာပေါ်ထွန်းလာပြီဆိုရင်ဘယ်သူမှဒုက္ခမရောက်ဘူးဒုက္ခပေးမဲ့ပုဂ္ဂိုလ်တွေလည်းဒုက္ခမပေးနိုင်ဘူးဒုက္ခရောက်မဲ့ပုဂ္ဂိုလ်တွေလည်းဒုက္ခမရောက်တော့ဘူးနှုတ်နှုတ်ဟာပြေးလဲငြိမ်းချမ်းသွားတဲ့အခြေအနေမျိုးရောက်ရှိအောင်ဆောင်ရွက်ပေးနိုင်တဲ့ပုဂ္ဂိုလ်မှာတကယ်ပညာရှိလို့အဲ့တော့လေချာမှတ်ထားဖို့ရတော့လောကမှာပညာရှိလို့အခေါ်ခံတဲ့ပုဂ္ဂိုလ်မှန်လို့ရှိရင်ပညာရှိဆိုတာလူတစ်ဖက်သားဒုက္ခရောက်အောင်မလုပ်ဘူးလူရဲ့အသက်သွေးကြောတွေပျက်စီးသွားအောင်မလုပ်ဘူးအလုံးဒုက္ခကလွတ်မြောက်ပြီးချမ်းသာဒုက္ခရောက်အောင်စွမ်းဆောင်မှုပေးတယ်ဒါမှတကယ်ပညာရှိလို့မြတ်စွာဘုရားကတော့ပညာရှိရဲ့တယုတ်ကိုဘယ်လိုဖော်ပေးတော့ဆိုသူစိန်တိတစိန်တိစိတ်ကူးတာသူများဒုက္ခရောက်အောင်ဘယ်တော့မှစိတ်မကူဘူးအလုံးအစဉ်ပြေဖို့အတွက်ပဲစိတ်ကူးတယ်ပညာရှိဆိုတဲ့ပုဂ္ဂိုလ်ကသူများဒုက္ခရောက်တဲ့စိတ်ကူးမှုမျိုးအစရမကူသူပတိတဘာတိတစ်ဖက်သားဒုက္ခရောက်ပြီး6တွန်းမဲ့တစ်ဖက်သားကိုဒုက္ခပေးမဲ့အပျော်မျိုးတွေတစ်ဖက်သားဒုက္ခရောက်စေတဲ့အပျော်မျိုးတွေဘယ်တော့မှမပြောဘူးဒုက္ခတကမ္မကာရီတစ်ဖက်သားကိုဒုက္ခပေးတဲ့အလုပ်တွေဘယ်တော့မှမလုပ်ဘူးအဲ့ဒီလိုအင်္ဂါ3ရက်နဲ့မြတ်စွာဘုရားကကောင်းတဲ့အတွေ့တွေ့တယ်ကောင်းတဲ့အတွေ့ဆိုတာအများချမ်းသာကိုအရေးတွေးတယ်အစဉ်ပြေအောင်တွေးတယ်အစဉ်ပြေတဲ့စကားမျိုးပြောတယ်အများအကျိုးပြုတဲ့လုပ်ငန်းမျိုးကိုလုပ်တယ်လို့ဆိုတယ်ဒီလုပ်ရက်3မျိုးနဲ့ပညာရှိလို့သတ်မှတ်ပြီးတော့မြတ်စွာဘုရားဟောကြားတာပဲဖြစ်တယ်အလုံးဟာမြတ်စွာဘုရားဟောတဲ့လူတွေဒုက္ခမရောက်အောင်လုပ်တဲ့ဆွမ်းဆောင်မှုတွေဟာတကယ်ပညာရှိရဲ့ဆွမ်းဆောင်မှုတွေဟောမောဒရာပညာရှိဟာတရားမင်းပေးသွားတဲ့ဆေးတောင်းနဲ့လူတွေချမ်းသာဒုက္ခရောက်အောင်လုပ်တဲ့သဘောမဟုတ်ဘဲနဲ့သူ့ရဲ့ရင်ထဲနှလုံးထဲမှာရှိတဲ့ပညာစွမ်းအားနဲ့အလုံးကိုချမ်းသာအောင်လုပ်တာဖြစ်တယ်အခုလည်းပဲလိန်ဒီကောက်ကျစ်ပြီးတော့သမီးနဲ့လက်ထပ်ပေးမယ်ဆိုပြီးတိုင်းပြည်ကိုလိန်လှိစားပြီးတော့ခေါ်လိုက်လို့ယုံလွယ်တဲ့ဝိဒိဟဘုရင်ကြီးဟာသုလနိပြမရမင်းကြီးရဲ့နိုင်ငံကိုရောက်ရှိနေတယ်တကယ်ကသမီးနဲ့လက်ဆက်ပေးဖို့မဟုတ်ဘူးအလွယ်တကူဖမ်းပြီးတော့တတ်ဖို့လိန်လှိပြားပြီးခေါ်ခြင်းသာလည်းဖြစ်တယ်စိတ်ကူးကသမီးပေးဖို့မဟုတ်ပါဇက်ကသမီးပေးမယ်ဆိုပြီးမင်္ဂလာလက်ထပ်ပွဲကျင့်ပဖို့ဆိုပြီးတော့ခေါ်လိုက်တာတကယ်ကတော့ပဲဟုတ်တယ်လက်ဘင်းကိုဓာတ်တင်မဲ့ပွဲပဲလေအဲ့ဒါယုံပြီးတော့ဟိုဘုရင်ကြီးကလိုက်လာတယ်သို့တော်မဟောဒရာပညာရှိကပညာရှိ
ဆိုတာပညာရှိရဲ့အတွေးအမြင်တွေဟာပြေးကြည့်တာတဲ့သိကြတယ်လို့ဒါထီယုံမြင်လို့ဒီခြုံထွင်းတာလို့ငစားချတာတက်ပဲငမြားကြိတ်ကအတွင်းထဲမှာရှိတယ်ဒီပြည်ကြီးဒုက္ခရောက်လိမ့်မယ်ဆိုတာမောဒရာပညာရှိကသိတယ်သိတော့လည်းပြောလို့မရဘူးလောကလူတွေကကိုယ်ဒုက္ခရောက်မဲ့အလုပ်ကိုကျွတ်တင်ပြီးစဉ်းစားနိုင်စွာမရှိဘူးဒါကြောင့်မို့မင်းသမီးရလို့ဆိုနဲ့ပင်စာလမြို့ရောက်ရှိပြီးတော့လာတယ်အေးနတ်နဲ့မိုးတော့အလင်းရောက်လို့ရှိရင်ဖန်စီတပ်ဖြတ်ခြင်းခံရမှာဖြစ်တယ်အဲ့ဒီလိုအနေအထားမျိုးမှာမောဒရာပညာရှိကကျွတ်တင်စီမံထားတဲ့အုံးမင်းလှိုင်ကောင်းမြေကြီးအောက်ကတူးမြောင်းကနေတဆင့်ဘီရင်ကြီးကိုဘေးကင်းရန်กว่าသူလိုချင်တဲ့မင်းသမီးနဲ့ရအောင်ခေါ်ဆောင်ပေးပြီးတော့ညမှာပဲစစ်တပ်ကြီးဝိုင်းထားတဲ့ထီးနှန်းရဲ့အောက်မှာရှိတဲ့လှိုင်တူးထားတဲ့ထဲကလှိုင်ခမ်းမကြီးအတွင်းမှာပဲမြေအောက်လမ်းမကြီးထွင်းမှာပဲမင်္ဂလာလက်ထပ်ပွဲကျင်းပပြီးတော့ညအတွင်းချင်းပဲခင်းကမြစ်ကစုံဆင်းလို့မိထီလာပြေရောက်အောင်မိထီလာမြို့ရောက်အောင်ပို့ဆောင်လိုက်ပြီးသားဖြစ်သွားဟောစစ်တပ်ကြီးကသုရဏီပြမရမင်းကြီးရဲ့စစ်တပ်ကြီးကလက်ထပ်နန်းဆောင်ကိုပတ်လဲပြီးစင်တက်မြင့်တက်ယထာတခြေပြီးစစ်တပ်ဝန်းရံပြီးတော့စောင့်ကြနေတာဘယ်လိုနည်းနဲ့မှထွက်မပြေးနိုင်ဘူးကောင်းရင်ငှက်လိုကောင်းရင်ပြန်ရင်ဖြစ်စေနဂါးလိုမြေရှိုးနိုင်ရင်ဖြစ်စေကိုပြောင်းဝိဇ္ဇာတွေလို့ခန္ဓာကိုယ်ပြောင်းအောင်လုပ်နိုင်ရင်ဖြစ်စေလွတ်ကောင်းလွတ်လိုက်မယ်အလုံးဟာစစ်တပ်ကြီးဝန်းရံထားတာဖြစ်တယ်ပေါ့အဲ့ဒါကိုပဲလွတ်မြောက်အောင်မောဒရာပညာရှိရဲ့ကြံဆောင်လိုက်တာလွတ်သွားပြီလွတ်ယုံနေမကဘူးသူတို့ပြောတဲ့အပေါ်ယံနှလုံးသားတွေကမပါပဲနဲ့ပြောလိုက်တဲ့စကားအတိုင်းသမီးနဲ့လက်ထပ်ပေးမယ်ဆိုတဲ့စကားအတိုင်းလက်ထပ်ဖြစ်အောင်လဲလုပ်လိုက်တယ်သူတို့ရဲ့ရှင်တဲ့နှလုံးထဲကကောက်ကျစ်ဆင်းလဲတဲ့အတွေးတွေနဲ့တတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကိုမအောင်မြင်အောင်တားဆီးလိုက်နိုင်တယ်ပေါ့လက်နဲ့တားဆီးတာမဟုတ်ဘူးပညာနဲ့တားဆီးတာနော်ပညာနဲ့တားဆီးတာအဲ့တော့ဝိရိယဘိညာညကြတဲ့လွတ်မြောက်သွားပြီနတ်နဲ့မိုးတော့အလင်းရောက်တဲ့အချိန်မှာနတ်နဲ့ကနေရောင်ခြည်လဲတန်းလာရောစစ်တီဘိုးပါများစွာဝန်းရံနေတဲ့ထဲသုလဏီပြမရကြီးကဓာကြီးတဝင်းဝင်းနဲ့စစ်ချီတက်ဖို့အမိတ်ပေးနေတယ်ခုချက်ချင်းနတ်မြို့ရိုးတဲ့ဝင်ပြီးဝိရိဟဘယင်ကိုရအောင်ဖမ်းကြဝိရိဟနဲ့မဟောတရကိုချက်ချင်းတပ်ဖြတ်ပြီးတော့ငါတို့အောင်ပွဲခံမယ်ဆိုပြီးအမိတ်ပေးတာအမိတ်ပေးလိုက်တယ်စစ်တပ်ဟာတဟုန်တို့နတ်မြို့ရိုးကိုချင်းကပ်ပြီးတော့လာသုရဏီပြမရမင်းကြီးကိုယ်တိုင်ကဘယင်နေသုံးတဲ့တလွယ်ကြီးကိုဝင့်ပြီးတော့နတ်မြို့ရိုးချင်းကပ်လာတဲ့အခါမှာမောဒရာပညာရှိကစိတ်အေးလက်အေးနဲ့နတ်မြို့ရိုးမှာဆောက်ထားတဲ့လေသာတကားကိုသာဖွင့်တသိန်းတန်ကပလာကြီးကိုခြုံအမျိုးသမီးချောချောလှလှရက်လေခတ်ခိုင်းပြီးတော့ရာသီဥတုကပူတဲ့အချိန်ဖြစ်ကောင်းဖြစ်မယ်လမ်းလေးလျှောက်ပြီးတော့ပြုံးရွှင်တဲ့မျက်နှာနဲ့သုရဏီပြမရမင်းကြီးစစ်ချီတက်ဖို့အမိန်ပေးနေတာကိုမောဟဒရာကလှမ်းပြီးတော့ပြောလိုက်တယ်ဘယ်လိုတုံ့ပြန်ပြီးပြောသလဲဆိုရင်ကိဏုတန္ထရမနောဝနာခံပိသေးတိကုံစရာဘဟထပြုံးရှင်တဲ့မျက်နှာနဲ့ပြောလိုက်တာဘာဖြစ်လို့များအရေးတကြီးဆင်ကြီးကိုချုံးဖွင့်ပြီးတော့
နမ်းမြို့ရိုးကိုချဉ်ကပ်လာရတယ်တဲ့ဘာလို့ရှင်မင်းကြီးဟာဆင်ကိုချုံးဖွင့်ပြီးအတင်းနမ်းမြို့ရိုးကိုချဉ်ကပ်လာတယ်လေပဟထရူပောဝငါအောင်မွေးခံရတော့မယ်ဆိုတဲ့အောင်မွေးရတော့မယ်ဆိုတဲ့ပြုံးရွှင်တဲ့မျက်နှာနဲ့တင်မင်းကြီးကငါအလုပ်တွေအလုံးအောင်မြင်ပြီလို့ထင်ပြီးတော့ဘာဖြစ်လို့များဆင်ကြီးကိုချုံးဖွင့်ပြီးရန်သူကိုနှိမ်နှင်းမှုချဉ်ကပ်လာတာလေဩဟရေတံတနုံစပံတင်မင်းကြီးလွယ်ထားတဲ့တင်မင်းကြီးကင်ထားတဲ့လေးတော်ကြီးကိုလွတ်ပြလိုက်ပါတဲ့ခုရပံပဋိတံဟရာမြားတွေထည့်ထားတာလဲအလကားပဲအသုံးမဝင်တော့ဘူးဆွတ်ပြလိုက်ပါဩဟရေတံသူပံသမံဝေလူရိယမဏိတံထတံဘယင်းနေဝတ်တဲ့6ဝတ်တန်းစာကြီးဟာကြောင့်မြဲရတနာတွေနဲ့တန်မိုးရှိတာတွေနဲ့စီကုံးထားတဲ့ဘယင်းနေဝတ်တဲ့စစ်ဝတ်စုံကြီးကိုလည်းချွတ်ပြလိုက်ပါတဲ့အလကားဓာကြီးနဲ့ပူအပ်ပူအိုက်ကအိုက်နဲ့ဘာအတွက်စစ်တိုက်ခိုင်းနေတာတော့ဒါတွေတခုမှအသုံးဝင်တော့ဘူးချွတ်ပြလိုက်ပါလို့လှမ်းပြီးတော့ပြောတာဘုရင်ကြီးကကြားလှမ်းပြောတော့ဘုရင်ကြီးကိုပြည့်ရဲ့ပြုတ်ပြီးတော့ပြောတဲ့သဘောမျိုးပဲရှင်မင်းကြီးဝတ်ထားတဲ့အဝတ်ကြီးလည်းအသုံးဝင်တော့ပါဘူးရှင်မင်းကြီးကင်ထားတဲ့လေးကလည်းအသုံးဝင်တော့ပါဘူးဘု து ကိုပြစ်မှာလဲဘာအတွက်အသုံးချမှာတော့ဆင်ကြီးကိုချုံးဖွင့်ပြီးတော့နမ်းမြို့ရိုးကိုတိုက်ဖွင့်မလို့ကြိုးစားနေတာဟာလကားပဲဘာမှသုံးဝင်တော့ပါဘူးလို့လမ်းပြောတော့အခါကျတော့မောဒရာကိုလှမ်းကြည့်လိုက်တဲ့အခါလဲပြုံးစီစီနဲ့တကယ်ကိုဆွေရင်တော့ကဖုံးကွယ်ထားတာမဟုတ်ဘဲနဲ့တကယ်ကိုမျက်နှာကရွှင်ပြနေတာဖြစ်လို့ဘုရင်ကြီးကအကဲခတ်ပြီးပတန္နမုခဝန္နောတိမိဒ္ဓပုပ္ပိသဘာတတိဟောတိခောဗရဏကာလိဣတိတိဝဏတမရာဗမာစကားတွေရှိတယ်လေမင်းကသေကန်နေမို့သေပန်းပွင့်နေတာလားပေါ့မင်းကပြုံးစီနဲ့သေကန်နေမို့မင်းသေပန်းပွင့်နေတာလားမကြခင်မင်းတို့တတ်ခံရတော့မယ်သေပန်းပွင့်နေတာလားနော်မျက်နှာကပြုံးလို့စကားကလည်းပဲသူများကိုရန်စတဲ့စကားမျိုးပြောတယ်အေးလူဆိုတာသေကန်နေကြရင်သေပန်းပွင့်တတ်တယ်မင်းသေပန်းပွင့်နေပြီဘုရင်ကလှမ်းပြီးတော့ပြောတယ်အဲ့လိုပြောတဲ့အခါကျတော့မောဒရာပညာရှိကပြန်ပြောတယ်မောဂန္တိခိစိတံရာဇဗိနမန္ထောတိခတ္တိယရှင်မင်းကြီးကျုံးဝါမနေနဲ့ရှင်မင်းကြီးကျုံးဝါနေတာတွေကအလကားပဲဗိနမန္ထောတိခတ္တိယရှင်မင်းကြီးကြံစီပြီးတော့စိတ်ကူးကြံစီအကောက်ညံနဲ့လှုပ်ဆောင်ထားတာတွေမှန်သမျှအကုန်လုံးပေါက်ကြားသွားပြီကျွန်ုပ်အကုန်သိတယ်သေမင်းကြီးဘာရွယ်ချက်နဲ့လှုပ်တယ်ဆိုတာကျွန်ုပ်အကုန်သိပြီးပြီဒုက္ခနောတိတရားရစခလုံကေနေဝတိန်တော်ရှင်မင်းကြီးကတိန်တော်မြင်းကိုစီးပြီးတော့ရှေ့ကသွားတဲ့ဝိရိဟဘုရင်ကြီးကိုဘာမဟုတ်တဲ့မြင်းစုပ်ကိုစီးပြီးနောက်ကလိုက်ရင်မိပါမလားတဲ့သေမင်းကြီးရဲ့ပညာရှိဆိုတဲ့ဒီကေဝတ္တအမတ်ကြီးဆိုတာမြင်းအိုမြင်းနာမြင်းစုပ်မြင်းပဲ့နဲ့တူတယ်ကျွန်တော်မျိုးလိုသိန်းတော်မြင်းနဲ့အလားသဏ္ဍာန်တူတဲ့ပညာရှိမျိုးရထားတဲ့ဝိရိဟဘုရင်ကြီးကိုသေမင်းကြီးလိုက်လို့မမိပါဘူးသေမင်းကြီးတို့အကြံဉာဏ်လောက်တော့ကျွန်တော်တို့ကအပြော့ပေါ့သေမင်းကြီးကျွန်ုပ်တို့ရဲ့အကြံဉာဏ်တွေကိုလိုက်ပြီးတော့မမိနိုင်ပါဘူးလို့မခံကြအောင်ပြောတာဟုတ်လဲဟုတ်တယ်နော်မြင်းစုပ်မြင်းပဲ့မတန်မစွမ်းဒူလာပါရဲ့ဆွဲလို့ခြေတော်ကျိုးနေတဲ့မြင်းအိုကြီးစီးပြီးတော့တိန်တော်မြင်းပြန်နောက်ကိုအပြေးလိုက်လို့ဘယ်မိမလဲသေမင်းကြီးရဲ့ပညာရှိဆိုတဲ့လူဟာသူကသူပညာရှိလာပြီထင်ပြီးတော့သေမင်းကြီးကိုဥဆောင်လာတာဘယ်လိုလုပ်ပြီးတော့ကျွန်ုပ်တို့ရဲ့ဉာဏ်လေးကိုမိပါမလဲလို့အားလုံးက
မောဟဒရာပညာရှိနဲ့သုလနိပြမရမင်းကြီးတို့ဆေမောကသုလနိပြမရမင်းကြီးနန်းဆောင်မောကမောဟဒရာစကားပြောနေကြတာဘာပြောကြတာပါလဲလို့စိတ်ဝင်စားပြီးအဲ့နာစစ်သားတွေကစစ်တီတော်တွေကဝိုင်းအောင်ပြီးရောက်ရှိလာကြတယ်ဒီစကားတွေကိုပြောနေတာပြောပြီးတော့မောဟဒရာပညာရှိကပြောလို့ဆိုတိန်နောဟေယောရာဇာခင်ကံတာပိသောတပရိစနောသမင်းကြီးတဲ့သမင်းကြီးဖမ်းပြီးတော့တတ်ချင်တဲ့ဝိရိယဘယင်းကြီးဆိုတာတဲ့အချမ်းယံပြိဿအပေါင်းအသင်းရောင်းရင်းနေနဲ့တူတူမနေညကခင်းကမြေကျော်ကနေထွက်ပြီးတော့နေပြီးတော့ပြန်သွားပြီမရှိတော့ဘူးတဲ့ဒီမှာသမင်းကြီးကဝိုင်းပြီးတော့နေတာဝိရိယဘယင်းကြီးကိုဖမ်းဖို့ဝိုင်းနေဝိရိယဘယင်းကြီးကမနေညတဲ့သွားပြီမရှိတော့ဘူးတဲ့ဒီမှာတယောက်မှမရှိတော့ဘူးတဲ့ဟန္တရာဇာယထာဒင်္ဂောအနုဇဝံပဋိသတိကြီးကန်းကဟင်းသာငှက်တော့မိအောင်လိုက်ပြန်လို့ဘယ်လိုလုပ်ရနိုင်ပါမလို့သင်မင်းကြီးကကြီးကန်းကြီးနဲ့တူတယ်ကျွန်ုပ်တို့ဘုရင်ကြီးကဟင်းသာမင်းကြီးနဲ့တူတယ်ဟင်းသာဆိုတာအလွန်လျင်မြန်တဲ့အတွက်ကြောင့်ရှုခနဲ့ဆိုရောက်သွားအရှိန်ဟုန်ပြင်းနဲ့ပြန်တယ်ကကြီးကန်းလို့အကောင်ခြံထားခဲ့မှာပေါ့ဟဲ့နာပြန်သွားပြီမရှိတော့ဘူးလို့သုရဏိပြမရမင်းကြီးမခံနိုင်အောင်အဲ့ဒါလို့ပြောတဲ့အခါကျတော့သုရဏိပြမရမင်းကြီးကစဉ်းစားဟုတ်များဟုတ်နေမလားဒီကောင်လူကြည့်ရတာလဲရဲရဲဝုန်းဝုန်းမျက်နှာလည်းတစ်ခွက်မှမပြတ်ဖဲနဲ့သူအတီပေါင်းပြောနေတာတကယ်များဟုတ်နေမလားဒီကောင်သေကန်နီးလို့သေပန်းပွင့်တာဖြစ်ပါလိမ့်မယ်ဆိုပြီးတော့လှမ်းပြီးတော့ဟာပြောလိုက်တုံးဆိုသူ့ရဲ့နောက်ကစစ်တီတော်တွေကိုအမိန့်ပေးလိုက်တယ်အိမ်ကဟဋ္ဌေသပါရိသကဏ္ဍနာသင်္သစိဏထဣမတ္တဟဋ္ဌေပါရိသကဏ္ဍနာသင်္သစိဏဒီကောင်စကားများနေတဲ့ကောင်မဟောဒရာဆိုတဲ့ကောင်ဖမ်းပြီးတော့လက်ဖြတ်ခြေဖြတ်နားနှာခေါင်းဖြတ်ယောမေအမိတံဟထကတံဝိရိဟံပရိမောစီငါရဲ့ရန်သူတော်ဖြစ်တဲ့ဝိရိယဘုရင်ကြီးကိုလွတ်မြောက်အောင်လုပ်ပေးတဲ့ဒီကောင်အရှင်မထာနဲ့တပ်ပစ်ဆိုပြီးတော့သုလနိပြမရမင်းကြီးကကျင်းသွားတယ်မဟောဒရာကိုအတွင်းဝင်ဖမ်းပြီးတော့တပ်ဖို့အမိန့်ပေးနေတဲ့အချိန်မှာမဟောဒရာကဘုရင်ကြီးကိုပြောတော့ဆိုသစေမေဟဋ္ဌိပါရိသဝဏနာသင်္သဆစ္စတိဧဝံနန္ဒာယဒေဝိယဝိတေဟောစေတေတိကျွန်တော်မျိုးရဲ့လက်တွေနှာခေါင်းတွေခြေထောက်တွေကိုဖြတ်မှလားဖြတ်လေကြိုက်ရင်ဖြတ်လို့ရတယ်ကျွန်တော်မျိုးကိုဖြတ်လို့ရှိရင်သင်မင်းကြီးရဲ့သားတော်ပင်စလစန္ဒာရဲ့တက်တီခြေတွေနှာခေါင်းတွေလည်းဝိရိယဘုရင်ကြီးကဖြတ်မှာပေါ့တဲ့ကျွန်ုပ်ဖြတ်ရင်သူတို့ဖြတ်ခံမှာပေါ့သင်မင်းကြီးရဲ့သမီးတော်ပင်စလစန္ဒီရဲ့လက်ခြေနှာခေါင်းဖြတ်မှာပေါ့သင်မင်းကြီးချစ်မြတ်နိုးတဲ့နန္ဒာဒေဝီဆိုတဲ့အကမေသီမိဖုရားကြီးရဲ့လက်တီခြေတွေလည်းကျွန်ုပ်တို့ဘုရင်ကြီးကဖြတ်မှာပေါ့တဲ့မကြောက်ပါဘူးတဲ့ကျွန်ုပ်ဖြတ်တယ်ဖြတ်ခံဝန်ကျွန်ုပ်ကိုဖြတ်တယ်လို့ကြားတာနဲ့ဟိုကနေဖြတ်ပြီးသားဖြစ်ပြီဟဋ္ဌိတောင်ပြောထားတာနော်တကယ်လည်းဖြတ်နိုင်တယ်ပေါ့နော်ဖတ်သွားပြီလေသူကသုံးပန်းအနေနဲ့ပါသွားကြတယ်အဲ့ဒါလို့ပြောတဲ့အခါဘုရင်ကြီးတွေးဝေသွားတယ်ညကအဲ့နန်းမြို့ရိုးပတ်ပြီးတော့သူကင်းလှည့်ပြီးတော့ကြီးတဲ့အခါမှာစစ်တပ်ကိုလှည့်ပြီးစစ်ဆေးတဲ့အခါမှာကင်းကမြေဘက်ကနန္ဒာဒေဝီမိဖုရားရဲ့ငိုးတန်းလို့သူကြားတယ်တကယ်ကတော့တကယ်လည်းဟုတ်တယ်ဒါပေမဲ့ညာကြီးမင်းကြီးနန်းတော်ရဲ့နေတဲ့မိဖုရားဒီလန်းကိုတယ်ဆိုဘုရင်ကြီးတော့ယူသွားပြီလို့ပြောမှလည်းကြောက်တယ်ဒါမျိုးမဖြစ်နိုင်ဘူးလို့ထင်တဲ့လူကများမှလေ
မြေကြီးအောက်လိုင်ကူမှာအဖမ်းခံရပြီဆိုတာနဲ့သိတာနဲ့ဘုရင်ရဲ့မေတော်ဆလာကဒေဝီမိဖုရားကြီးနန္ဒာဒေဝီသားတော်ပင်စလစန္ဒသမီးတော်ပင်စလစန္ဒီဒီ၄ယောက်ဖမ်းသွားတာဒီ၄ဦးဖမ်းသွားတော့မိဖုရားကြီးနန္ဒာဒေဝီရဲ့အတန်းလိုငိုးတန်နဲ့သူကြားလိုက်ရတာစိတ်ထဲမှာစနိုးစနောက်ဖြစ်ခဲ့ဒါပေမဲ့ဘယ်သူမှမမေးရဘူးမေးရင်ဝိုင်းဟာမှကြောက်ရသေးတယ်လေလောကမှာတခါတလေကြာညာကြီးမင်းကြီးဘယ်နန္ဒာဒေဝီကြောင်သွားပြီချင်းနဲ့စိုက်ကိုတွေဝင်သွားပြီချင်းနဲ့ပြောကြအောင်မှလူဆိုတာခက်တယ်နော်အဲ့ဒါနဲ့ဘယ်သူမှမမေးရဘူးအခုပြောလိုက်တဲ့အခါကျတော့မင်းညာကငိုးတန်ဟာဟုတ်လောက်တယ်ဆိုအတွေ့လေးသူဝင်လာငါကြားတယ်ပေါ့ဘယ်သူမှလည်းမမေးရဘူးနော်ဆိုတော့မှအဲ့ဒီလိုတွေးနေတဲ့အချိန်ရောက်တဲ့အခါကျတော့မောဒရာပညာရှိကပြောလို့ဆိုအင်္ဂပတ္တမဟာရာဇသုံးညာအန္တိပုရိတဝါရှင်မင်းကြီးကိုတိုက်တော့မရစေကိုနန်းတော်ကိုပြန်ပြီးတော့လည်းသွားကြည့်ပါအောင်မိဖုရားတို့သားသမီးတွေတို့ထားခဲ့တဲ့နန်းဆောင်ပြတ်သက်ကိုပြန်ပြီးတော့ကြည့်ခိုင်းပါအောင်ဩရောဒသကုမာရသတဝမတ္တာသခတ္တိယသမီးကြီးရဲ့မဲတော်မိဖုရားသားသမီးအားလုံးကိုဥမင်္ဂနိဟရိတဝနာဝေဒေဟတုပနာမိကတာအားလုံးကိုမြေအောက်လှိုင်ကူကနေပြီးတော့ဖမ်းဆီးပြီးတော့ဝိရိယပြည့်ကြီးလက်အပ်လိုက်ပြီတဲ့မရှိတော့ဘူးတဲ့နန်းတွင်းကိုသွားလက်ကြည့်အောင်ဒီနားနဲ့နားပြီးတော့သူများကိုနိုင်တိုက်ဖို့ယူရစဉ်းစားမနေနဲ့ကိုယ်နန်းတော်ထဲမှာဘာတွေဖြစ်နေတော့သွားကြည့်သမှာအောင်လို့အဲ့ဒါလို့ပြောလိုက်တော့ဘုရင်ကြီးကချက်ချင်းလူလွတ်တယ်လွတ်ပြီးသူနန်းတော်သွားကြည့်ကြတာဆိုပြီးတော့လွတ်လိုက်တဲ့အခါကျတော့ဟိုကြတော့အကန်းတို့အကုန်းတို့အကွာတို့ဘုရင်နန်းတော်မှာဆိုရင်လူကောင်းမနေရဘူးအကုန်းတွေအကွာတွေထားတာနော်လူကောင်းဆိုရင်မဟုတ်တာလုံးမှာဆိုတော့အဲ့တော့အကုန်းတွေအကွာတွေအဲ့လိုဟာမျိုးတွေထားအဲ့ဒါတွေလည်းခြေလက်တွေတုပ်ထားခြေလက်တွေတုပ်ထားတယ်အဆောင်တွေမှန်သမျှလည်းအကုန်လုံးဖမ်းပြီးခြေလက်တွေတုပ်ထားတယ်ပစ္စည်းဥစ္စာတွေလည်းတစ်ခုလုံးတလဘွားဖြစ်နေတယ်စားစရာတောက်စရာတွေလည်းအကုန်ပလနတ်နိုင်ရင်ပြင်ကြီးတစ်ခုလုံးဟာခွေးဆွဲထားတဲ့ကြီးချထားတဲ့နေရာကြီးလို့ပဲတကားတွေကလည်းပွင့်လို့ပစ္စည်းဥစ္စာထားတာတွေကလည်းအကုန်လုံးပွင့်လို့ကျိုးလို့ပြက်လို့နန်းတော်ကြီးတစ်ခုလုံးရားစရာမရှိအောင်တွေ့လာတဲ့အခါမှာဘုရင်ကြီးကိုပြန်ပြီးတော့တန်တော်ဦးတင်တယ်မောဒရာပညာရှိပြောတဲ့အတိုင်းမှန်တယ်မေတော်ကြီးလည်းမရှိတော့ဘူးမိဖုရားကြီးလည်းပါသွားပြီနော်သားတော်ပင်စလစန္ဒာလည်းမတွေ့ခဲ့ရဘူးသမီးတော်တွတ်တက်တနေရာတခန်းထဲမှာအကုန်စုထားခဲ့တာဘာလို့ဆိုတော့စေးစေရသွားပြီးတော့တိုက်တယ်ဆိုတာအနိုင်ရှုံးဆိုတာပြောလို့မရဒါကြောင့်မလို့စိုးရိမ်လို့တစုံတစ်ခုဖြစ်ရင်လည်းပဲတဆူတဲ့နေရအောင်ဆိုပြီးအခန်းတစ်ခုထဲမှာစုထားအဲ့အကုန်ပါသွားပြီတရားမှမရှိတော့ဘူးနိုင်ရင်ကြီးဟာဒီတိုင်းပဲဆရာပြက်ကြီးတို့ဖြစ်နေပြီလို့ရောက်လာတဲ့လူကပြန်ပြီးတော့အစီရင်ခံလိုက်တဲ့အခါမှာဘုရင်ကြီးဟာဒေါသတွေတအားထွက်လာငါအချမ်းစီတွေအကုန်ပြက်ကုန်ပြီတအားဒေါသဖြစ်လာပြီးတော့ငါရဲ့ရန်သူဖြစ်တဲ့ဝေရဟဘုရင်ကြီးကိုလွတ်မြောက်သွားအောင်ကြံဆောင်တယ်ငါသားငါသမီးတွေကိုတစားခံဖြစ်ဖမ်းသွားတယ်ဒီစီမံနဲ့မဟောဒရာဆိုတဲ့ကောင်အသေးသက်ကွာဖမ်းပြီးတော့အဲ့လိုဘုရင်ကြီးကချိန်ဝါပြီးမဟောဒရာကိုတတ်ဖို့ပဲဝိရိယဘုရင်ကြီးမရှိရင်မောဒရာတတ်မယ်ဆိုပြီးတော့ချိန်ဝါတဲ့အခါမှာမောဒရာကလည်းပဲစိုက်ကိုသုံးတတ်တယ်သူကပညာရှိဆိုတာဒီအချိန်မှာဟတ်ထီအောင်ဘယ်လိုပြောရမလဲဆိုတာသိတယ်နော်လူတယောက်ဟာဘလောက်ပဲဒေါသတွေကြီးနေအသေးထိလို့ရှင်မခံနိုင်ဘူးလေအဲ့ဒါကို
လူတွေရဲ့အားနည်းချက်အကွေ့အားနည်းချက်ဆိုတာရှိတယ်အဲဒီတော့မောဒရာကဘာပြောတော့ဆိုရင်ဣတောကတမဟာရာဇနာရီတပ်ပင်ကသောဗနာကောသမဖလကသုတ်တော်နီဟန္တခေခရဗာနိနီဟိနမလေးရဲ့အတန်လို့ตายရတဲ့အတန်ရှိတဲ့အမျိုးသမီးအင်္ဂါရက်တွေနဲ့အကုန်လုံးပြည့်စုံတဲ့လှပချောမောတဲ့နန္ဒဒေဝီဆိုတဲ့မိဖုရားအချောလှလေးဟာဟောဒီဥမင်္ဂနေပြီးတော့ဝိရိဟာပါသွားလိမ့်ပြီနော်ပါသွားပြီတမင်းကြီးရဲ့အချောလှမိဖုရားလေးဟာဟောဒီမြေအောက်ဥယျာဉ်ကနေပြီးတော့ခင်းကမြစ်ဘက်ကိုထုတ်ပြီးတော့ဝိရိဟဘိယင်ကြီးနောက်ပါသွားပြီဟတ်ထိတာပေါ့အဲ့လိုပြောတော့နှလုံးသားထိသွားဘာလို့လို့ဆိုရင်လူဆိုတာသူ့ရဲ့အသေးနှလုံးဆိုတာရှိတတ်တယ်ဒီနေရာမှာမေတော်ကြီးပါသွားတယ်ဆိုလည်းသိအရေးမဆိုင်ဘူးသူကသားတော်ပါသွားရင်လည်းသိအရေးမဆိုင်ဘူးသမီးတော်ပါသွားတယ်ဆိုတော့လည်းသိအရေးမဆိုင်ဘူးမိဖုရားပါသွားပြီဆိုတာကြတော့အဲ့ဒါအရေးဆိုင်တယ်ဘာလို့လို့ဆိုရင်သူ့ရဲ့အသေးနှလုံးဖြစ်နေတာဟုတ်အဲ့ဒီစိုက်ကိုအသုံးချလိုက်တာပဲနော်စိုက်ကိုအသုံးချလိုက်တာဟောဒီဥယျာဉ်ကနေထုတ်သွားတာဣတောနိတမဟာရာဇနာရီတပ်ပင်ကသောဗနာခန္ဓာကိုယ်လုံးရဲ့ပြောစရာမရှိအောင်လှပချောမောတဲ့မိဖုရားကြီးကောတေယဝဒနာတာမဇာတရူပသူမိကလာအမြဲတမ်းခါဝတ္တဇာလေးခါကြိုတဇာလေးရွှေနဲ့ငွေနဲ့လှုပ်ထားတဲ့ခါကြိုတဇာလေးအသားရောင်ဝါဝါနုနဲ့မိဖုရားနန္ဒဒေဝီဟာဟောဒီလမ်းကနေပြီးတော့ဖန်စီခေါ်ဆောင်သွားခြင်းခံရပြီးဒီလမ်းကနေပြီးတော့ထွက်ခွာသွားတယ်လို့ဘုရင်ကြီးကအဲ့လိုပြောတဲ့ဘုရင်ကြီးကိုအဲ့လိုပြောတဲ့အခါမောဒရာကသူကြလောက်အောင်ပြန်ပြီးတော့နန္ဒဒေဝီမိဖုရားကြီးရဲ့ချောမောလှပပုံတွေကိုဒီနေရာမှာပြောတယ်ပြောလိုက်တဲ့အခါကျတော့ငိုတဲ့ဒေါသတွေဟာတောကအဖြစ်ရောက်သွားတယ်လူရဲ့ဒေါသဟာလည်းပြောင်းသွားတယ်ဒေါသကြီးလွန်းတဲ့အခါမှာသူများကိုတတ်ဖို့ဖြတ်ဖို့ဆိုတာတဲ့ကိုယ်ထိလာပြီဆိုတဲ့အခါမှာလူတွေဟာဒေါသကတောကဒေါသကသူများကိုနှိပ်စက်ဖို့ပြင်းထန်တဲ့ဒေါသကိုအဲ့ဒီဒေါသကနေခံစားချက်ကပြောင်းသွားတဲ့အခါကျတောကဖြစ်သွားတယ်တောကဖြစ်သွားတယ်စိုးရိမ်နဲ့ပူဆွေးတယ်နန္ဒဒေဝီအတွက်စိတ်မအေးဖြစ်သွားတယ်ဆုံးရှုံးရလေပြီဆိုပြီးစိတ်တောကတွေရောက်လာတယ်နော်ဒေါသကိုတောကအဖြစ်ပြောင်းလိုက်တာပဲအမှန်သိဒေါသကြည်နေတဲ့ပုဂ္ဂိုလ်ဟာဒေါသကပြင်းထန်တာဟုတ်သူပြင်းထန်တော့တတ်မယ်ဖြတ်မယ်ဘာလုပ်မယ်ညာလုပ်မယ်ဆိုတဲ့ဒေါသတောကလည်းဖြစ်သွားရောတွန့်ဆုတ်သွားတယ်အနေဒါမျိုးတစ်ခုရောက်သွားအဲ့လိုရောက်ရင်နေမကဘူးစိတ်နှလုံးကိုတိုက်ရိုက်ထိတဲ့စကားလေးကိုမောဒရာကပြောဘာပြောတော့ဆိုနန္ဒယနုနမရဏိနနန္ဒတိသီရိဝဟနာအဟင်္စနုနနန္ဒသခိစ္ဆမယမတာရဏသင်မင်းကြီးကကျွန်တော်မျိုးကိုတတ်ချင်တယ်တတ်လေတဲ့ကျွန်တော်မျိုးကိုတတ်ရင်နန္ဒဒေဝီကိုဝိရိယဘုရင်ကြီးကတတ်မှာတဲ့အဲ့တော့တတ်တော့ရှင်မမင်းကြီးစီသွားတဲ့အခါကျတော့ကျွန်တော်မျိုးနဲ့နန္ဒဒေဝီဟာရွှေလက်တဲဝဲပြီးသွားလိုက်ရုံပဲပေါ့မခံကျင်အောင်ပြောတာဒီကလည်းတတ်လိုက်ပြီဟိုကလည်းတတ်လို့ရတယ်တတ်သူအဲ့ဒီမှာနန္ဒဒေဝီဆွဲမိဖုရားနဲ့ရှင်မမင်းကြီးရဲ့နိုင်ငံတော်ရောက်တဲ့အခါမှာသူတို့နှစ်ယောက်ဆုံတွေ့ကြရမှာဖြစ်လို့ပျော်စရာကြီးလို့ပြောတယ်အဲ့ဒီမှာဘုရင်ကြီးကစိတ်ဓာတ်တွေကြာသွားတာနော်ဒါစိုက်ကိုဆိုတာအဲ့ဒါခေါ်တာပဲခုလူရဲ့စိတ်ဓာတ်ကိုတေချာသိတော့အဲ့လိုပြောလိုက်တဲ့အခါကျတော့ဘုရင်ကြီးကဘာဖြစ်တော့တောက်တစ်ချက်ခောက်ပြီးတော့ဒိဗ္ဗံအတ္တိယသေးမာယအကာတိသက္ခုမောဟနာ
ယောမေအမိတံဟထကတံဝေတိဟံပရိယောဘောစေတိမောဒရာဆိုတဲ့လူဟာငါမျက်စိအောက်ငါလက်ထဲရောက်လူဆဲဆဲရောက်ခံဒီငါနိုင်ငံနဲ့ရောက်နေတဲ့ရန်သူကိုမှငါမတွေးလိုက်ရလောက်အောင်သူဟာဘယ်လိုမာယာအတတ်တွေနဲ့လှည့်စားပြီးတော့များငါလက်ကလွတ်အောင်လုံးလိုက်တာလေမင်းဟာဘယ်လိုမျက်လက်အတတ်တွေများတတ်လို့လဲဆိုတဲ့အခါကျတော့ရှင်မင်းကြီးတဲ့တန္တိမန္တဝပုဒ္ဓမေကုသလတန္တိစေတကာယေတံကတိနမကေနဝိရိဟောမိထိလံကတောကျွန်တော်မျိုးဟာကောင်းကင်ကပြန်တဲ့အတတ်မြေရှိုးတဲ့အတတ်ဒါမျိုးနဲ့မဟုတ်ပါဘူးကျွတ်တင်ရောက်လာပြီးတော့ဥမိတ်လှိုင်ကောင်တူးပြီးလောကမှာအိမ်ကိုဖောက်ထွင်းခိုးယူတဲ့သခိုးတွေဟာဥမိတ်လှိုင်ကောင်တူးပြီးတော့အိမ်ထဲဝင်လာလို့ပဲကျွန်တို့ကမြေတွင်းတူးပြီးတော့နော်ကျုပ်လို့ခေါ်တဲ့ဟာပေါ့ခုခေတ်မှာစင်ကာပူမှာဒါတူးတာမဟုတ်ကြလားပြီးဟိုမှာတူးနေတာနော်မောဒရာအစောကြီးတူးခဲ့တာဥမိတ်လှိုင်ကောင်အဲ့လိုတူးပြီးအဲ့ဒီကနေပြီးတော့မှလွတ်မြောက်အောင်ကြံဆောင်ခဲ့တာဖြစ်တယ်ကျွန်ုပ်စီမံထားတဲ့ဥမင်လိုင်ကောင်းဟာအလုံးကိုဆံပြတယ်ဒီတကားကြီးတွေတကားငယ်တွေမဟာဒွါရလို့ဆိုတကားကြီးကတကားပေါက်ကြီးတွေကအပေါက်တရားရှိတယ်တကားငယ်လေးက64ပေါက်ရှိတယ်လူတရားအိတ်နိုင်တဲ့အိတ်ခမ်းလည်းရှိတယ်တပြိုင်နက်မိထွန်းလို့ရတယ်တပြိုင်နက်မိငိမ့်လို့ရတယ်တကားအပေါက်တရားကိုတပြိုင်နက်ဖွင့်လို့ရတယ်တပြိုင်နက်ပိတ်လို့ရတယ်အလွန်ဆန်းကျယ်စွာကျွန်ုပ်ဟာစီမံထားတာဖြစ်တယ်အဲ့ဒီလမ်းကြောင်းကနေပြီးတော့တမင်းကြီးရဲ့မိသားစုကိုခေါ်ထုတ်သွားတာဖြစ်ပါတယ်လို့တမင်းကြီးကြည့်ကျင်တဲ့ဘာဆိုရင်ပြပါမယ်လိုင်းပြောင်းလိုက်တာအဲ့ဒါနော်ရှန်သူကနေပြီးတော့ဥယျာဉ်ကြည့်ဥပိ္ပလန်ကောင်းကြီးကိုကြည့်ကျင်တဲ့ဆန္ဒဖြစ်သွားသူဖမ်းကျင်တဲ့ဝိရိယပြင်းကြီးကလည်းလွတ်သွားပြီသားတွေသမီးတွေပါသွားပြီဆိုတော့တစားကံပါသွားတဲ့အခါကျဘာမှလုပ်လို့မရတော့ဘူးလေဒါမို့ခဏခေတ်နဲ့တစားကံဖမ်းနေစားအဲ့ဒါတစားကံပါသွားတော့ဘာလုပ်မရအင်္ဂပတ္တမဟာရာဇဥမင်္ဂံသာဓုမာပိတံသူစီမံတိဆောက်ထားတဲ့ဥမင်ကြီးကိုကြည်စမ်းပါလို့ဖိတ်ခေါ်ပါတယ်တဲ့ဟဋ္ဌိနံအထအတ္တနံရထာနံအထပတ္တိနံအာလောကဗုဒ္ဓံဒိဋ္ဌတံဥမင်္ဂံသာဓုမာပိတံစင်နေမြင်းနေစစ်တပ်တွေနဲ့ဝင်ရောက်ပြီးတော့သွာလာလို့ရလောက်အောင်ကျင့်ဝန်းနဲ့သူတူးထားတဲ့မြေတွင်းလှိုင်ကောင်းဥပင်ကြီးကိုကြည်စမ်းမအောင်ကြည့်ရင်လည်းဆန္ဒရှင်ကြည်ပါလို့ဆိုပြီးတော့ဘုရင်ကြီးကမောဒရာကဘုရင်ကြီးကိုသွေးဆောင်ပြောရတဲ့အခါမှာသူဟာဘုရင်ကြီးအနေနဲ့ဘာမှလုပ်လို့မရမောဒရာကိုဖမ်းရင်ဟိုကလည်းဖမ်းတော့မယ်မောဒရာကိုတတ်ရင်ဟိုကလည်းတတ်တော့မှာဆိုလိပ်ပဲလက်လှန်ထားတယ်လို့သူကရှေ့တိုးလို့လည်းမရအောင်နောက်ဆုတ်လို့လည်းမရအောင်သူဘာမှလုပ်လို့မရတူနဲ့တူငြိမ်းချမ်းရေးလုပ်ရမှတပါတခြားနည်းလည်းမရှိတော့နောက်ဆုံးမှသူသားသမီးတွေနဲ့ပြန်ဆုံစည်းဖို့ဆိုတာမောဒရာကိုတတ်လိုက်ရင်ဆုံစည်းဖို့မရှိတော့ဘူးလေမောဒရာအသက်ရှင်နေမှမောဒရာရဲ့အစွမ်းအားနဲ့သူသားသမီးတွေသူစီပြန်ရောက်မှာကိုလည်းကအဲ့ဒါလို့ဖန်တီးထားနော်မောဒရာကိုလည်းတတ်လို့မရအောင်မောဒရာကဖန်တီးထားမောဒရာတတ်လိုက်တာနဲ့သူ့ရဲ့ဆုံးရှုံးသွားတော့မှာသာသမီသားတော်ဆုံးရှုံးမယ်သမီးတော်ဆုံးရှုံးမယ်မိဖုရားဆုံးရှုံးမယ်မေတော်ကြီးဆုံးရှုံးမယ်သူ့ရဲ့အာကိုအားထားရဘဝရဲ့အသက်လို့ဆိုရမယ့်ပုဂ္ဂိုလ်တွေအကုန်ဆုံးရှုံးသွားမောဒရာအသက်ရှင်ခြင်းအပြင်အဲ့ဒီလူတွေလည်းသူ့ရဲ့မိသားစုကလည်းကျမ်းကျမ်းမာမာနဲ့သူနဲ့ပြန်တွေးနိုင်တယ်ခွင့်လန်းဒီတစ်ခုပဲရှိတော့အဲ့တော့
ငြိမ်းချမ်းရေးလို့ရုံမှတပါခြားနေလည်းမရှိတော့ဘူးဒါဒီရောက်အောင်ပေါ့ဆင်ထားဒါပညာရှိရဲ့စွမ်းဆောင်မှုပဲနော်ပညာရှိကနှုံနှုံကပဂရိအနေထားမျိုးရပြီးစိတ်ချမ်းသာမှုရအောင်ပြန်ပြီးတော့စွမ်းဆောင်မှုပေးတာအဲ့တော့မောဒရာပြောတဲ့အတိုင်းသူ့ရဲ့မိဖုရားနဲ့မိသားစုတွေကိုခေါ်သွားတဲ့ဥယျာဉ်ကြီးဆိုတာကိုကြည့်ကျင်တယ်ဆိုမောဒရာဖွင့်ပြတယ်အကုန်လုံးကြွပါဆိုနန်းတော်ထဲဝင်ပြီးတော့မြေအောင်လိုင်ကတကားကိုဖွင့်လိုက်တယ်ခလုတ်တစ်ချက်နင်းလိုက်တာနဲ့တကားပေါင်း100ပွင့်သွားတယ်ဟုတ်ပြီထူးဆန်းအံ့ဩဖွယ်လိုက်ကြည့်ကြတယ်စစ်သည်ဘိုးဘာတွေကလည်းအကုန်လိုက်ကြည့်ကြတယ်တရားတစ်ပါးသောမင်းတွေကလည်းအကုန်လိုက်ကြည့်ကြတယ်သုရဏိပြဝရမင်းကြီးကရှေ့ကပြဝရမင်းကြီးရဲ့နောက်နာကဲ့ရဲ့မဟောဒရာအဲ့ဒီကနေပြီးသူလျိုတရှူဖြစ်ထည့်ထားတဲ့သူလူတွေကလည်းပါတယ်အဲ့တုန်းအလုံးဟာဥယျာဉ်ကြီးရဲ့ဒီဥမင်လိုင်ကောင်းကြီးရဲ့စံပြမှုတွေကိုလှည့်လည်ကြည့်ရှုပြီးတော့နေချတယ်အဲ့လိုနေရင်ကနေပြီးတော့ဘုရင်ကြီးကရှေ့ကထွက်မောဒရာပညာရှိကနောက်ကကဲ့ရဲ့ထွက်လာဥယျာဉ်တကားဝလည်းဥမင်လိုင်ကောင်းတကားဝလည်းရောက်ရောခလုတ်ကိုခြေထောက်နဲ့နင်းလိုက်တဲ့အခါမဟုတ်ဆိုတကားတွေကုန်ပိတ်သွားတယ်မိတွေလည်းကုန်ငိမ့်ဥမင်လိုင်ကောင်းထဲမှာဘုရင်ကြီးရဲ့နောက်လိုက်နောက်ပါတွေအကုန်လုံးဥမင်ထဲမှာပိတ်မိသွားတယ်အပြင်မှာမဟောဒရာနဲ့ဘုရင်2ဦးတည်းပဲရောက်သွားအဲ့ဒီကြတော့မှသူကြွတင်ပြီးတော့ဥယျာဉ်တကားဝမှာသဲပုံအောင်မှာမြုပ်ထားတဲ့သူကိုင်းနေကြတန်းရဲ့ဒလွယ်ကြီးကိုမြေပုံတွေကထုတ်ပြီးတော့ဘုရင်ကြီးကိုလက်ဆွဲပြီးဘုရင်ကြီးကိုမေးတယ်ဒီတိုင်းပြည်ဟာဘယ်သူတိုင်းပြည်လဲလို့မေးတော့ဒါနဲ့ရွယ်ပြီးတော့မေးတာဆိုတော့ကြောက်တာပေါ့ဒါဟာလူတိုင်းကြောက်တတ်တာပဲပေါ့ခုတ်တော့မဲ့အနေထားမျိုးကိုမောဟဒရာကအင်အားကောင်းကောင်းနဲ့လက်ကိုဆွဲကြိုက်ပြီးဒါနဲ့ဆက်ပေါ်ဓာမိုးထားပြီးတော့မေးတဲ့အခါကျရှင်ပညာရှိရဲ့နိုင်ငံဖြစ်ပါတယ်ဆိုပြီးတော့ဘုရင်ကြီးပြောတယ်နော်ဘယ်သူနိုင်ငံလဲရှင်ပညာရှိရဲ့နိုင်ငံဖြစ်ပါတယ်ဆိုပြီးတော့နောက်ဆုံးမှာမောဒရာဘာလို့တော့ဆိုအဲ့ဓာကိုဘုရင်ကြီးကိုပေးပြီးကျွန်ုပ်ကိုတတ်ချင်တယ်ဆိုရင်အခုတတ်ပါဒီဓာနဲ့နော်ခုတတ်ပါဘုရင်ကြီးကလည်းစဉ်းစားလိုက်တယ်လေမောဒရာတတ်ရင်သူ့မိသားစုဘယ်လိုပြန်ရတော့မောဒရာတတ်လို့မဖြစ်ဘူးဆိုတော့မောဒရာကကောင်းပြီသူကဘုရင်ကြီးကလည်းဓာမိုးထားတော့သူ့အသက်ချမ်းသာပေးပါလို့ဆိုကောင်းပါပြီအသက်ချမ်းသာပေးပါမယ်သင်မင်းကြီးကသူ့ကိုတတ်ချင်တယ်ဆိုရင်ခုတတ်ပါလို့ဆိုဘုရင်ကြီးကမတတ်ဘူးမတတ်ဘဲနဲ့2ယောက်ငြိမ်းချမ်းရေးသွေးသစ္စာလို့ခေါ်တယ်နော်ဗမာပြည်အနေလက်ထက်ကတော့သွေးသစ္စာဆိုတယုံသေးကိုဖောက်ပြီးတော့တောက်ကြတယောက်ရန်သူဖြစ်ဘယ်တော့မှမပြစ်မှားတော့ပါဘူးထာဝရမိတ်ဆွေဖြစ်ဖို့အတွက်သွေးသစ္စာဆိုတာသစ္စာဆိုပြီးတောက်ဆုံးရအဲ့ဒီလိုပဲမောဟဒရာလည်းဘုရင်ကြီးကိုဘယ်တော့မှမပြစ်မှားဘူးဘုရင်ကြီးကလည်းမောဟဒရာအသက်ကိုဘယ်တော့မှမပြစ်မှားတော့ပါဘူးနှစ်ဦးနှစ်ဝဟာတူကိုတူဘေးရန်အနေမပြုတော့ပါဘူးဆိုတဲ့သစ္စာစကားကိုဆိုစေရတယ်အခုခေတ်ကြားဘူးတယ်မဟုတ်လားပါဠိမန်မှာဝန်ကြီးတွေဘာတွေခန့်တဲ့အခါကျွန်ုပ်ဘသူသည်ဆိုတာပါတယ်မဟုတ်လားအဲ့ဒါသစ္စာဆိုသလိုကြမ်းကြိမ်သလိုပဲသူတို့နှစ်ဦးဟာဓာကင်ပြီးတော့ကြမ်းကြိမ်လိုက်ကြတယ်မောဟဒရာကလည်းဓာကင်ပြီးတော့ကြမ်းကြိမ်ကျွန်ုပ်မောဟဒရာသည်ဘုရင်ကြီးကိုဘယ်တော့ခါမှမပြစ်မှားပါဘုရင်ကြီးကလည်းကျွန်ုပ်သုတဏီပြမထသည်မောဟဒရာကိုဘယ်တော့မှဒုက္ခမပေးတော့ပါဆိုတာနှစ်ဦးနှစ်ဝကျမ်းသစ္စာကျိန်ဆိုကြရတယ်တပထဆိုတာကျိန်တာကျိန်မုံကျိန်နီးတော့မပါဘူးတော့ရှေးတုန်းကကျိန်တယ်ကျမ်းကျိန်တယ်ဆိုရင်အခုခေတ်ကကျိန်တာသိမပါတော့ဘူးကျမ်းစာကင်ပြီးတော့ကျိန်ရတယ်ရှေးတုန်း
ယုံကြည်စေလို့သစ္စာဆိုခြင်းလို့ဆိုတာပါဠိလိုတပ္ပတခေါ်တယ်နော်ကျိန်ဆိုခြင်းအဲ့တော့ရှေးခေတ်ကတော့ကျိန်စာဆိုတာဘယ်လိုဆိုရတော့ပကံခေတ်မှာကျိန်စာတွေရေးထားတာရှိတယ်အကယ်၍ဤသစ္စာစကားကိုဖောက်ဖျက်ခဲ့သည်ရှိတော့မဟာဥဝိစီငရဲကြီးမှမလွတ်ရစေတည်းဆိုတာကြံကျင်ရသေးတယ်အဲ့ဒါပါတယ်ခုခေတ်တော့ပါတော့နေတယ်နော်မဟာဝိစီငရဲကြီးမှဘယ်တော့မှမလွတ်ရစေတည်းနောက်တစ်ခုကအရိမတိယဖရာကိုမဖူးရစေတည်းဆိုတာလည်းပါသေးတယ်အဲ့ဒါလို့ကျိန်ဆိုတယ်ဆိုတာလောက်ရတယ်မြတ်စွာဘုရားကတော့အမျိုးသမီးတွေကကျိန်တန်တို့ဘေကုဏီမတွေကိုမကျိန်ရဘူးလို့သိက္ခာပုဒ်ပြညတ်ထားတာရှိတယ်မကျိန်ရဘူးငရဲနဲ့လည်းမကျိန်ရဘူးမဟာဝီစီငရဲကြပါရစေဆိုဘယ်တော့မှမကျိန်ရဘူးအဲ့လိုလေမြတ်သောအကျင့်နဲ့ဆွဲကြိုက်ပြီးတော့လည်းပဲဒီဘဝဘယ်တော့မှဘေကုဏီမဘဝပြန်မရပါစေတည်းဆိုတာလည်းမကျိန်ရဘူးလို့ဆိုလို့တယ်အဲ့ကျိန်နာကိုဘေကုဏီမတွေမလောက်ကောင်းဘူးဘေကုဏီမတွေကိုအကြောင်းပြုပြီးပြညတ်တော့ယဟန်တွေလည်းမကျိန်ကောင်းဘူးလို့ဆိုလို့တယ်မကျိန်ရဘူးအဲ့ဒါလို့နိရိနဝါပြမစရိယေနဝါငရဲနဲ့လေအခုခေတ်လူတွေလည်းကျိန်တတ်တယ်လေအဝိဇ္ဇငရဲကြစေတည်းတို့ဘာတို့အဲ့ဒါလိုကျိန်တာမျိုးတွေကိုမကျိန်ရဘူးသို့တော်မှန်သောစကားကိုတော့ဆိုရမယ်ဘာဖြစ်ပါစေတည်းဆိုတဲ့ကျိန်တာမပါဘူးအဲ့ဒါကိုတပ္ပထလို့ခေါ်တယ်နော်တပ္ပထကျိန်တာဆိုတယ်သစ္စာစကားကိုတော့ပြောရမယ်အဲ့ဒီလိုနှုတ်နှဝဟာမောဒရာပညာရှိရဲ့အစီအမံနဲ့ကျိန်ကြတယ်ကျိန်ပြီးတော့ဘုရင်ကြီးကအလုံးဟာအမောင်ထဲမှာပင်ပန်းပြီးတော့ကြောက်လန့်တကြားဖြစ်နေကြတယ်လှိုင်ကူထဲမှာဥမင်လှိုင်ကောင်းထဲမှာပိတ်မိနေတဲ့ပုဂ္ဂိုလ်တွေကိုခွင့်ပေးလိုက်ပါလို့ဆိုတော့မဟောဒရာကခလုတ်နှိပ်လိုက်တဲ့အခါမှာဥမင်လှိုင်ကောင်းကြီးကပြန်ပွင့်သွားတယ်ပြန်ပွင့်သွားတော့အကုန်လုံးထွက်လာကြပြီတရားတော်ဘာသောမင်းတွေကကျေးဇူးတင်တယ်သူတို့ရဲ့အသက်ဟာမဟောဒရာကယ်ပြီလို့ပဲနိုးဆိုရင်သူတို့အကုန်လုံးခုချိန်မှာသိဆုံးကြတော့မှာဆိုမဟောဒရာဘာပြောတော့ဆိုသင်မင်းကြီးတို့အသက်ကိုကယ်တင်တာဟာဒါအခုတစ်ချိန်သာမဟုတ်ဘူးပထမအချိန်မဟုတ်ဘူးတဲ့ကျွန်တော်မျိုးကယ်တင်ခဲ့တာပထမတစ်ချိန်ရှိသေးတယ်ဆိုတော့ဖော်ထုတ်တယ်။ဘာလို့ဆိုရင်ဝိရိယတိုင်းကလွဲလို့ကျန်တဲ့တိုင်းတွေကိုအကုန်လုံးသိမ့်ပြီးတဲ့အခါမှာအောင်သေးတောက်မယ်။အောင်သေးတောက်တဲ့အခါမှာအရက်ထဲမှာအစိတ်ခတ်ပြီးတော့တရားတော်ဘာသောမင်းတွေကိုတတ်ဖို့စီမံထားတာနော်အစိတ်ခတ်ပြီးတတ်အဲ့ဒါကိုမဟောဒရာပညာရှိကသိသည့်အတွက်ကြောင့်အဲ့ဒီအရက်အိုးတွေကိုအကုန်သွားပြီးတော့ရိုက်ခွဲစားစရာတောက်စရာတွေစားမရအောင်ဖျက်ဆီးပြီးသူ့လူတွေလွတ်ပြီးဖျက်ခိုင်းတာအဲ့ဒီတုန်းကတဲ့ရဲဆက်ဆက်တရားတော်ဘာသောမင်းတွေကိုအရက်ထဲစိတ်ကပ်ပြီးတတ်ဖို့လှုပ်တုန်းကသူပဲမတရားအောင်ကြံဆောင်ပြီးတော့အဲ့ဒီအရက်ဝိုင်းပြတ်အောင်ဖြတ်ခဲ့တယ်ဆိုတော့ပြောကြပြောတော့ဘုရင်ကြီးကိုမေးတယ်ရှင်မင်းကြီးဒီလိုလုပ်တယ်ဆိုတော့ဟုတ်လားဟုတ်ပါတယ်ကေဝတ္တဆိုတဲ့ပညာရှိရဲ့အကြံအစီနဲ့သူလုံးမိပါတယ်ပေါ့နောက်ဒီလုပ်ကိုမလုပ်တော့ပါဘူးအလုံးသိခံကြပါပေါ့သူတို့တတ်ဖို့ကြိုးစားခဲ့ပါတယ်ဆိုတော့ဘုရင်ကြီးကတရားတော်သောမင်းတွေကိုဖွင့်ဟဝန်ခံလိုက်တယ်တရားတော်ဘာသောမင်းတွေကလည်းပဲကျေနပ်ပြီးတော့သွားကြတယ်တူတူအပြစ်ခွင့်လွန်ပြီးတော့အဲ့တော့ပညာရှိဆိုတာဘယ်သူမှဒုက္ခမရောက်အောင်ကဲတင်ပေးတဲ့သဘောပဲဖြစ်တယ်ပေါ့အေးအဲ့ဒါလို့ကဲတင်လိုက်တဲ့အခါမှာအလုံးကကျေနပ်ဝမ်းသာသွားပြီးတော့မောဒရာပညာရှိကိုဒီဘုရင်ကြီးကသူစီမှာလာပြီးတော့အမှုတော်ထမ်းဖို့လာကကို2ဆ3ဆပို့ပြီးတော့ပေးပါမယ်
အခွင့်အရေးတွေပေးပါမယ်ဆိုပြီးတော့သုရဏိပြမရမင်းကြီးကကျေနပ်အားရပြီးမောဟဒရာပညာရှိကိုသူစီလာအမှုထမ်းမှုခေါ်တယ်ခေါ်တဲ့အခါကျတော့မောဟဒရာပညာရှိပြောတဲ့စကားလေးကယောဇစေထမဟာရာဇဖတ္တရံဒနခါရကပစ္စည်းဥစ္စာဒနဥစ္စာငိုကြွေးယာတုဂုံသိစိစိတ်အတွက်နဲ့တဲ့ကိုယ့်ပေါ်မှာကျေးဇူးရှိခဲ့တဲ့ပုဂ္ဂိုလ်စွန့်ခွာမယ်ဆိုရင်ဆိုတော့သူကပြောတာဝိရိယပြင်းကြီးပေးတဲ့လမ်းကတည်းနှစ်ဆပေးမယ်နော်အဲ့ဒီနှစ်ဆပေးတဲ့ငွေကြေးကြောင့်မို့လို့ဝိရိယပြင်းကြီးကိုစွန့်ခွာမယ်ဆိုရင်တဲ့ဥပိ္ပဏဟောတိဂါရရှောအတ္တနောသပရတ္တသာကိုယ်အတွက်ရောပြင်းကြီးအတွက်ရောနှုတ်လုံးအတွက်မကောင်းပါဘူးတဲ့ယာဝစီဝေယဝေဒီဟောနိညတပုရိသောတိယဝိရိယပြင်းကြီးအသက်ရှင်နေသမျှကာလပတ်လုံးဘသူရဲ့မှလူမဖြစ်ချင်ဘူးဝိရိယပြင်းကြီးရဲ့လူပဲဖြစ်မယ်အဲ့ဒါပဲဖြစ်တဲ့နယ်ပေါ့ပညာရှိဆိုတာနောက်တူပတ်စံပို့ပေးလို့မလိုက်တဲ့မှုပေါ့ဒီလိုဆိုလို့တယ်ပေါ့နော်အဲ့တော့ပတ်စံပို့ပေးတာနဲ့အဲ့ဒီလူရဲ့ခြေကျွံအမှုတမ်းမဖြစ်တဲ့မှုခြေစုမကန်းတိုက်ဘူးဆိုတဲ့စကားကိုပြောတဲ့အခါကျတော့မှသုရဏိပြမရမင်းကြီးကကျေနပ်အားရပြီးတော့သူ့ကိုဆူချတယ်မောဟဒရာပညာရှိကိုရွှေပိဿ1000နော်ရွှေပိဿ1000ဆုလက်အနေနဲ့ပေးတယ်ရွာတွေဆုချတယ်ကျွန်း100ကျွန်း400နော်အမျိုးသမီး100နောက်ပြီးတော့သူ့ရဲ့ကိုရနောစစ်တပ်အကုန်လုံးမောဟဒရာကိုဆုလက်အနေနဲ့မင်းကမင်းသားအလုံးကိုဆုချပြီးတော့ချီးမြှောက်လိုက်တယ်ဒါကျေနပ်အားရလို့ဒီလိုဆုချောက်တယ်အဲ့တော့မောဟဒရာပညာရှိကိုဆုတော်လက်တော်တွေပေးပြီးတော့တိုင်းပြည်ကိုပြန်မှုမောဟဒရာပညာရှိကလည်းသူပြန်ရောက်သွားတာနဲ့တပြိုင်နက်သားတော်သမီးတော်တွေအကုန်လုံးသားတော်နဲ့ဒီမေတော်တို့မိဖုရားတို့ကိုပြန်ပြီးတော့ပို့ပါမယ်ဆိုတာတောင်းဝန်ယူသွားပြီးနေပြီးတော့ကိုသူကပြန်သွားတယ်သူလူတွေအကုန်လုံးမောဟဒရာပညာရှိနဲ့အတူလိုက်သွားကြတယ်သူလျိုလွတ်ထားတဲ့လူတွေလည်းအကုန်ရောက်အဲ့ဒါလိုနဲ့ဝမ်းမြောက်ဝမ်းသာမေရိလာပြည်ပြန်ရောက်သွားတဲ့အခါခန်းခန်းနားနားနဲ့မေရိလာဝေရိဟဘုရင်ကြီးကတိုင်းပြည်တိုင်းပြည်လုံးကကြိုးဆိုတယ်ဝိရိယဘုရင်ကြီးကမင်းကိုငါတို့ကလူတယောက်သေလို့လူလျောက်ထမ်းပြီးတော့မြုပ်နှံခဲ့သလိုမင်းကိုငါရန်သူတို့ရဲ့လက်ထဲပစ်ထားခဲ့ရတာစိတ်မကောင်းဘူးပေါ့ဘယ်လိုလုပ်ပြီးတော့လွတ်လာသတုံးဆိုတာဒီမေးမြန်းပြီးဘုရင်ကြီးကလည်းအလုံးဝမ်းမြောက်ဝမ်းသာဖြစ်လို့ပွဲတိုင်းပြည်မှာအောင်ပွဲကြီးတစ်ခုကျင်းပအဲ့လိုကျင်းပပြီးတဲ့အခါကျတော့မောဟဒရာပညာရှိကအရှင်မင်းကြီးဆလကဒေဝီမိမေတော်ကြီးရဲ့နန္ဒဒေဝီမိဖုရားရဲ့သားတော်ပင်စလာစန္ဒာတို့အားလုံးကိုနေပြည်တော်ကိုပြန်ပို့ဖို့လိုအပ်ပါတယ်ဆိုတာဒီချက်ချင်းစီမံပြီးသုရဏိပြမရမင်းကြီးကသူ့ကိုဆူးချလိုက်တဲ့အချမ်းရံနေနဲ့အားလုံးမှာမိဖုရားကြီးနဲ့အပေါင်းမကိုအနှင်းပြီးသူ့ကိုပေးလိုက်တဲ့စစ်တပ်နဲ့သူတို့ကိုသူ့လူကြီးတည်းရဲ့စစ်တပ်တွေနဲ့ပြန်ပြီးတော့ရံပြီးတော့နေပြီးတော့ကိုပြန်ပို့ပေးလိုက်ပါတယ်တဲ့ခန်းခန်းနားနားနဲ့ဒီနေရာမှာတခန်းရက်သွားတာပေါ့နော်တရားချက်ကင်သူတော်စင်ပြိဿပေါင်းတို့ပညာရှိလို့ဆိုတဲ့ပုဂ္ဂိုလ်တွေဟာဘယ်သူမှဒုက္ခရောက်အောင်မလုပ်ဘူးအားလုံးနောက်ဆုံးမှာနှစ်ဦးနှစ်ဝအစဉ်ပြေလို့စိတ်နှလုံးချမ်းမြေ့ပွေရာအနေထားမျိုးကိုရောက်အောင်ကြံဆောင်တတ်တယ်ဆိုတာကိုမောဟဒရာပညာရှိနဲ့သူရဲ့ပညာစွမ်းအားဇတ်တော်ကြီးရသိရှိကြည်ကြကြရတာဖြစ်လို့ဒီလိုပညာမျိုးဒီလိုစိတ်ဆန္ဒမျိုးမိမိတို့ကိုယ်တိုင်လည်းရရှိအောင်ကြိုးစားအထောက်ကြဖို့ဒီလိုပုဂ္ဂိုလ်မျိုးမှအများကောင်းကျိုးဆောင်ရွက်နိုင်တယ်ဆိုတာကိုလည်းပဲသိရှိအားရလို့တန်မိုးရှိလာတဲ့ပညာတွေကိုယ်တဏ္ဍမှာရရှိအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း
မေတ္တာပွားရအောင်တတ္တဝများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရည်ချမ်းသုံးငါဖြန့်ငြိမ်းချမ်းကြပါစေမေတ္တာရည်ချမ်းသုံးငါဖြန့်ငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောတတံပိဝိတဝါနဝိသသဗ္ဗေတမုဟတာအဇရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တော်ကင်းပြောက်ကြည်အေးတရားစေကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသသဗ္ဗေပူဇာခြင်းနောက်ကိလေသာစေတောင့်ဟုသမျှတို့သည်သမုဟတပိဉ္ချဘက်တွင်ရေမတင်းတဲ့ကဲ့သို့ကိစ္စင်လွင်ပြောင်းပေမရောက်အောင်ပဲဖြောင်းအကုန်သည်ဟောတုစစ်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအဇရမရံအိုခြင်းလေကွာနာခြင်းလေကင်းသိခြင်းလေရှင်းတတ်သောတိရိဘောကိလေသာဟုကုခသိင်ကင်းကြီးရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာဉ်သူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်တဲ့မြင့်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း